ကံကိုရောက်ရင်ဝေးကကြီးလိုက်ရုံနဲ့တခြားဖျားရည်တဲ့ပို့ပြီးဒူးတွေကြီးမားကပေါင်မိုင်းနဲ့ငွေသက်ကိုပေးဆန်းနိုင်တာကတော့ဓမယန်ကြီးဖျားပါပဲဒီဖျားကိုတည်ထဲခဲ့တာကတော့ကလချာမင်းလိုလူသိများတဲ့နရသူမင်းဖြစ်ပါလေသူဟာခမဲတော်နဲ့နောင်တော်ကိုတက်ပြီးနန်းတက်ခဲ့သူမို့အကုသို့လူကိုခြေပြတ်ဖို့အတွက်ဒီဖျားကြီးကိုတည်ခဲ့တာပါဒါပေမဲ့သူဟာဖျားတည်တဲ့အခါမှာအရန်ကိုစိစက်တေချာလွန်းပါလေနရသူမင်းကအုပ်စီရဲ့နေရာမှာအုတ်တစ်ချက်နဲ့တစ်ချက်ကြားအတချောင်းတောင်ထိုးသွင်းလို့မရအောင်စိစက်ဖို့အမိန့်ပေးထားပါလေအုပ်စီတဲ့နေရာမှာအထိုးကြီးကိုဝင်သွားတာနဲ့အဲ့ဒီနေရာကိုစီခဲ့တဲ့ပင်ရသမားရဲ့လက်ကိုဖြတ်ပစ်တဲ့အထိရက်ဆက်ခဲ့ပါလေဓမယန်ရှိဖျားရဲ့အနောက်ဘက်မှာအခုထိရှိနေသေးတဲ့လက်ဖြတ်ကြောက်ပြန်အဲ့ဒီသမားရဲ့တပ်တွေတစ်ခုပါပဲဓမယန်ကြီးဖျားရဲ့ထူးခြားချက်ကတော့အတွင်းမဲ့ဇင်းကြံလန်းတွေကိုအုပ်တွေနဲ့အပြည့်ပိတ်ဆို့ထားတာပါပဲအားကြောင့်ပိတ်ထားတာလဲဆိုတာကိုအခုထိဘယ်သူမှတိတိကျကျမသိရသေးပါဘူးတချို့ကတော့ဖျားတီစင်ကတည်ဆုံးခဲ့ရတဲ့ပင်ရသမားတွေရဲ့ဝိညာဉ်တွေ6လန့်လို့ပိတ်လိုက်တာလို့ဆိုကြပါတယ်တချို့ကတော့နရသူမင်းရဲ့အမှန်တရားတွေနဲ့ရန်နာကိုဝတ်ထားဖို့လို့ယူဆကြပါတယ်ဒါကတော့ပကံမှာပကံသူပကံသားတိုင်းပြောလို့ရှိတဲ့ဗဇက်ရာလူတွေတမိုင်းကြောင်းတွေပဲဖြစ်ပါတယ်တင်ရောဒီတမိုင်းကြောင်းကိုယုံကြည်ပါလားကောမန့်မှာဖြေပေးခဲ့ဦး